ငါဘဝရဲ့ချမ်းသာခြင်းဆင်းရဲခြင်းဒီငါလက်ထဲမှာရှိတယ်လို့ယုံရမယ်ဟုတ်လားငါကိုဆင်းရဲအောင်ဘယ်သူမှမလုပ်နိုင်ဘူးငါရဲ့မကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကာယကံမှုဝစီကံမှုမနောကံမှုဆိုတဲ့မကောင်းတဲ့ကံတရားတို့တည်တာလေငါဘဝကိုဆင်းရဲအောင်အစင်မပြေအောင်ဖန်တီးမှာလို့ယုံကြည်ရမယ်ဒါကြောင့်ဘယ်မှကြောက်စရာမရှိဘူးတကယ်တမ်းကြောက်စရာကကိုယ်ထဲမှာမကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကံ၃ပါးဒီလောကမှာကြောက်စရာအကောင်းဆုံးပဲကိုယ့်အတွက်ဟုတ်ရလားအဲ့ဒါလိုပဲသူ့အတွက်လည်းပဲသူ့ရဲ့မကောင်းတဲ့ကံတွေကကြောက်စရာတွေပေါ့နော်အဲ့ဒါလိုပဲငါဘဝကိုချမ်းသာအောင်ဘယ်သူမှမဖန်တီးနိုင်ဘူးငါရဲ့ကောင်းမြတ်တဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကာယကံမှုဝစီကံမှုမနောကံမှုဆိုတဲ့ကောင်းမြတ်သောကံတို့တည်တာလေကောင်းမြတ်သောအလုပ်တို့တည်တာလေငါဘဝကိုချမ်းသာအောင်အစဉ်ပြေအောင်ဖန်တီးနိုင်လိမ့်မယ်လို့ယုံကြည်ရမယ်နော်ဒါကိုစဉ်းစားသောအဖြစ်ဒါကိုယုံကြည်သောအဖြစ်ဘေးမှာတကယ်အားကိုးစရာဘာမှမရှိဘူးကိုယ့်ရဲ့ကောင်းသောစိတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကောင်းသောအမှုတို့တည်တာလေအားကိုးရအစ်စ်လို့နားလည်ဖို့မသိဘူးလားသိတယ်နော်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့မှာလေကောင်းခြင်းဆိုခြင်းချမ်းသာခြင်းဆင်းရဲခြင်းကိုဖန်တီးနိုင်တဲ့စွမ်းအင်တတိတွေအပြည့်ရှိနေတယ်ဟုတ်ရဲ့လားဒီအချက်ကိုသိမြင်ဖို့ယုံကြည်ဖို့နားလည်ဖို့အလွန်ရည်ကြီးတယ်ဦးဇင်းတို့တချို့သောဗုဒ္ဓဘာသာတွေဟာဒီကံရဲ့အကျိုးကိုသိမြင်ယုံကြည်တဲ့တတ္တတရားအလွန်အားနည်းတယ်ဘုရားကိုမယုံဘူးတော့မဟုတ်ဘူးတရားကိုမယုံဘူးတော့မဟုတ်ဟုတ်လားဒါပေမဲ့လို့သူတို့နော်ဆင်းရဲအောင်ဘေးကလုံနိုင်လိမ့်မယ်လို့ထင်ပြီးတော့ကြောက်လန့်ပြီးတော့အတိပ္ပယ်မရှိလုံကြတာတွေမရှိဘူးလားချမ်းသာဒုက္ခတွေကိုဘေးကနေပေးလိမ့်မယ်ရလိမ့်နိုးနဲ့နော်အထင်တွေမှားပြီးတော့အာကိုမှားကြတာတွေအတိပ္ပယ်မရှိတာတွေလုံကြတာတွေမရှိဘူးလားရှိတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကံရဲ့အကျိုးကိုသိမြင်ခြင်းယုံကြည်ခြင်းဟာလည်းအရေးမကြီးဘူးလားအရေးကြီးတယ်နော်အဲ့ဒါလို့ဖရာတရားတန်ခါရဲ့ဂုဏ်နဲ့တကွကံရဲ့အကျိုးကိုယုံကြည်ခြင်းကိုငါတို့ခေါ်မယ်တရား